ပဲလာတယ်ဟဲ့ဘာမှမလဲခင်ဗျာ ဘာတွေရလဲမောင်လေး ဟောအစုံရပါတယ်ဗျ အတုတ်တွေဘာတွေရောရလား ရပါတယ်ဗျ အဲ့ဒါဆိုမြစ်တာတုတ်လေးရွတ်ပြသမှာ အပြိုလဲမိမတခုနဲ့လဲမိမမုတ်ဆိုးမလဲမိမဘလို့မိမမျိုးပဲဖြစ်နေပါစေတန်မိုးထားတဲ့ကောင်ရဲ့လက်ထဲကိုရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီမိမကဘယင်မပဲ အမ ပြောမောင်လေး အမပတ်စံ1000ဆိုရင်ဘယ်နှစ်ရက်ခံလဲ 3ရက်လောက်ပေါ့ အော်တော်တော်တန်နေနော် တန်မဲလေဒါနဲ့နေပါပြောရဟဲ့ငါဖုန်းဝေကိုပြောနေရ ကျွန်တော်လည်းဖုန်းမေပဲပြောရလीချစ်တာကိုချစ်ပါတယ်လို့ဖွင့်ပြောလို့မရတဲ့အခြေအနေတွေတကယ်ရှိတယ်ဗျစီးတွေစောင်းရတယ်ကျင့်ဝတ်တွေစောင်းရတယ်တိတ်ခါတွေထိန်းရတယ်ဒါပေမဲ့အဲ့ဒီချစ်ချင်းမြတ်တာတွေကအေးချမ်းတယ်